ကျွန်တော်တို့မိသားစုတွေအားလုံးစုံတွေ့ရတယ်ဆိုတာကကျွန်တော်တို့တွေအတိတ်ဘဝတွေမှာရှိတယ်ဒီလိုပါကျွန်တော်တို့အခုလိုစုံရတယ်ဆိုတာလည်းဒီလိုအိမ်သားတွေပေါ်နေလို့ခဏခါရီမတူမတရားတွေလိမ့်လာပြီးတော့အိမ်မောရှိသေးတာခဏခါယောက်ျားရိုက်တော့ကြည့်ကျွန်တော်ကမိသားစုတွေအားလုံးကိုပြိတ္တနဲ့အမှုပညာရှင်လို့ကျွန်တော်သဘောထားတာမဟုတ်ပါဘူးကျွန်တော်မိသားစုတွေလို့သဘောထားတာဖြစ်ပါတယ်ပြီးတော့ကျွန်တော်အမြဲခံယူထားတာတခုရှိပါတယ်ကျွန်တော်တို့အခုလိုစုံတွေ့တယ်ဆိုတာလည်းအတိတ်ဘဝကကျွန်တော်တို့တွေပထမဆက်တွေဒီဆက်တွေရှိခဲ့ကြလို့ကျွန်တော်တို့အားလုံးစုံတွေ့ကြတာဖြစ်ပါတယ်ဒီနေ့ညကျွန်တော်နော်အကြောင်းမို့ကျွန်တော်